ပုံမြင်လေးတစ်ပုဒ်ပြောအောင်မယ်ဟုတ်လားပုံမြင်ဆိုဦးစင်းကအလွန်ကြိုက်တယ်ဟုတ်လားတခါကြီးဒီမိုင်းမလည်းကြိုက်မယ်ထင်ပါတယ်ပုံမြင်မကြိုက်တဲ့လူကတော့တခါမှမတွေ့ဘူးသေးဘူးနော်တခါတော့ကမြင်းမြန်စားတောက်ဆိုင်ဆိုပြီးတော့စားတောက်ဆိုင်တစ်ဆိုင်လမ်းဘေးမှာဖွင့်ထားတာရှိတယ်တဲ့အဲ့ဒါလမ်းဘေးမှာလမ်းဘက်ထွက်ပြီးတော့မြင်းမြန်ရုပ်ကလေးတရုပ်လည်းထုထားတယ်လို့ဆိုတယ်အဲ့ဒါတနေ့တော့မြင်းမြန်ရုပ်လေးရဲ့ညာဘက်ကခရီးသည်တယောက်စားတောက်ဆိုင်ထဲဝင်လာတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲမြင်းမြန်ရုပ်လေးရဲ့ဘယ်ဘက်ကခရီးသည်တယောက်ကလည်းဝင်လာတယ်တစပွဲတဲ့အတူတူထိုင်ပြီးတော့စားကြစားရင်းနဲ့စမိဆက်ရညာဘက်ကဝင်လာတဲ့လူကကိုလူရမြင်းမြန်ရုပ်ကလေးကလှလိုက်တာရွှေရောင်းကိုတောက်နေတာပဲလို့ပြောတယ်တဲ့ဒါဘယ်ဘက်ကဝင်လာတဲ့လူကဟာကိုလူတော့မျက်စိမှားခဲ့ပြီနဲ့တူတယ်မြင်းမြန်ရုပ်ကလေးကရွှေရောင်တောက်တာမဟုတ်ဘူးငွေရောင်တောက်နေတာမဟုတ်ပါဘူးတဲ့ငါမျက်စိနဲ့မြင်ခဲ့တာတဲ့ရွှေရောင်တောက်နေတာငါလည်းမျက်စိနဲ့မြင်တာပါပဲတဲ့ညညရောရွှေရောင်ငွေရောင်ဆိုပြီးတော့အဲ့ဒါညင်းခုံမှုကစားရင်တောက်ရင်နဲ့တပွဲတွေပါတွေထုတဲ့အစဉ်ရောက်လာဟုတ်လားအဲ့ဒီတော့မှစားတောက်ဆိုင်ပိုင်ရှင်ကမနေတာတော့ဘူးထွက်လာပြီးတော့ကိုလူတို့တဲ့တိတ်လေညင်းမနေကြနဲ့တဲ့ကျုပ်ကမြင်းမြန်ရုပ်ကိုတစ်ဖက်ကရွှေရောင်တုပ်ပြီးတော့တစ်ဖက်ကငွေရောင်တုပ်ထားတာတဲ့ဖြစ်ရတယ်နော်တကယ်ကြီးမိုင်းပြလောကကြီးမှာဒါမျိုးရှိတတ်တယ်နော်သူ့ဘက်ကကြည့်ရင်သူမှန်တယ်ကိုယ့်ဘက်ကကြည့်ရင်ကိုယ်မှန်တယ်လောကကြီးမှာတစ်ခါတလေဘာကမှန်တယ်လို့ပြောဖို့ရအလွန်ခက်တဲ့ကိစ္စတွေလည်းရှိတယ်နော်သင်္ချာပု္ပ္ပစာတစ်ပုဒ်ကိုတွက်လိုက်တယ်လို့ပုံသေးနီးနဲ့ဒါအဖြေမှန်ထွက်ရစေမယ်လို့တွက်ဖို့မလွယ်တဲ့ကိစ္စတွေလောကကြီးမှာအများကြီးရှိတယ်စာလေးတစ်ကြောင်းဖတ်ဖို့တယ်ဘူလာတန်းကျောင်းဆရာတယောက်ကကျောင်းသူကျောင်းသားပေါက်စာလေးတွေကိုသင်္ချာတစ်ပုဒ်သင်တယ်တဲ့သင်ရင်းနဲ့မေးတာပေါ့လေအဲ့ဒီကျောင်းသူလေးတွေထဲမှာမိခက်ဆိုတဲ့ကောင်မလေးတယောက်ပါတယ်လို့ဆိုတယ်အဲ့ဒီမိခက်ကိုမေးတယ်တဲ့ဆရာကဆေးလိပ်တစ်ပြားဘိုးဝယ်လို့ရှိရင်ဆေးလိပ်2လိပ်ရမယ်နှစ်ပြားဘိုးဝယ်လို့ရှိရင်ဘယ်နှလိပ်ရမလဲကိုင်မိခက်ဖြေစမ်းလို့ပြောတယ်တဲ့ပြောတော့မိခက်ကထပြီးတော့လက်ကလေးပိုက်ပြီးတော့ဖြေတယ်တဲ့တစ်ပြားဘိုး2လိပ်နှစ်ပြားဘိုးဆိုရင်5လိပ်လို့ဖြေတယ်တဲ့ဟုတ်လားအဲ့တော့ကလေးတွေကရေးကြတာပေါ့ဆရာကလည်းမင်းစဉ်းစားအောင်တစ်ပြားဘိုး2လိပ်ဆိုရင်နှစ်ပြားဘိုးဆို4လိပ်ဖြစ်မှာပေါ့အဲ့လိုပြောတော့မဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဆရာတဲ့ကျမတို့အိမ်ကဈေးရောင်းတယ်တဲ့ဟုတ်လားဈေးရောင်းတော့ဆေးလိပ်တစ်ပြားဘိုးဝယ်ရင်2လိပ်ပေးတယ်နှစ်ပြားဘိုးဝယ်ရင်တော့5လိပ်ပေးတယ်တဲ့ဟုတ်လားပေးတဲ့တို့ဒီအကြောင်းအရာလေးကတာမန်ကြည့်ရင်တော့ဘာမှလေးနဲ့တဲ့အကြောင်းအရာလို့ထင်စရာမရှိပါဘူးဟုတ်လားသို့တော်လည်းပဲ तू ပြောချင်တဲ့အကြောင်းအရာလေးရဲ့နောက်ွယ်မှာနဲ့ဆိုင်တဲ့အဓိပ္ပာယ်တွေရှိမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒီအကြောင်းအရာလေးကိုပြောပြတဲ့လူရဲ့နောက်ွယ်မှာစေတနာမရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါဘာလဲလောကကြီးမှာတချို့သောအရာတွေဟာဘာအမှန်လို့ပြောဖို့အလွန်ခက်တယ်ဆိုတာကိုပြောတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့အဓိကပြောလို့ရင်းကတော့ဘာလဲသိပြီးတော့မငြင်းညာနဲ့ကိုမှန်တယ်ထင်မိမယ်လို့ကိုမှားတာတောင်ဖြစ်ချင်းဖြစ်သွားနိုင်တယ်နော်ဒီအခြားကြည့်လိုက်လို့ရှိရင်ဟုတ်ရဲ့လားဒါကြောင့်မှန်မှန်သိရတဲ့ဇွတ်ညင်းတဲ့အဆင့်ကတော့လုံးဝကိုမဖြစ်သင့်ဘူးပေါ့ဟုတ်လားမှန်တယ်ထင်လို့လည်းပဲဖိပြီးတော့မငြင်းသင့်ဘူးစဉ်းစားပါအောင်ဟုတ်လားသူဘက်ကလည်းမှန်နေတာဖြစ်နိုင်မလားဟုတ်လားဓမ္မမဟုတ်လို့ရှိရင်လည်းပဲလုံးဝသူ့ဘက်ကမှားတာသိကြတယ်ကိုယ့်ဘက်ကလုံးဝမှန်တာသိကြတယ်ဆိုအောင်တောင်မှကိုယ်စကားကိုလက်မခံဘူးဆိုရင်တော့မငြင်းသင့်ပါဘူးငြင်းပြီဆိုရင်တော့ဘာဖြစ်မလို့ဘေးသင့်ပါပဲဟုတ်လားတရားကြီးမိုင်းများအေးဦးဇင်းကဒီတရားစကားလေးကိုသဘောကျလို့ဟောနေတာကြာပြီအဲ့ဒါပြီးခဲ့တဲ့နှစ်ကရန်ကုန်မှာ